ရှေ့ကြီးတွေလိုပဲရှေ့ခေတ်တရုတ်လူမျိုးတွေဟာသူတို့တင်ញင်းကိုယူဆောင်သွားတဲ့ပစ္စည်းတွေဟာသူတို့ကိုနောင်ဘဝထိလိုက်ပါမယ်လို့ယုံကြည်ခဲ့ကြပါတယ်။ဒီစီ246မှာတရုတ်ဧကရစ်ကျင်ရှီဟန်ကကိုတင်ញင်းကြီးကိုစတင်တည်ဆောက်ခဲ့ပါတယ်။ဧကရစ်ကြီးဟာနောင်ဘဝနယ်လောကမှာသူ့ကိုကာကွယ်ဆောင်ရှောက်ဖို့စစ်တပ်တွေကလိုအပ်မယ်လို့ထင်မြင်ခဲ့ပေမဲ့လူသားစစ်တွေကိုမြေကြီးထဲမြုပ်နှံလာတဲ့စစ်သားရုပ်ထုများစွာကိုရှုံစည်းနဲ့ပြုလုပ်စေခဲ့ပြီးမြုပ်နှံခဲ့ပါတယ်။ဟုတ်ကဲ့ပါဒီနေ့မှာတော့တရုတ်နိုင်ငံကအရှုံစည်းစစ်တပ်ကြီးကြောင်းအန်အောစရာအချက်လက်တချို့ကိုဖော်ပြပေးသွားမှာပါ။အကြောင်းအရာကိုမစတင်ခင် channel ကို subscribe လုပ်ထားဖို့မိပါနဲ့ခင်ဗျာလုပ်ထားပြီးသားဆိုရင်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာအောက်က comment မှာတခြားသိချင်တဲ့ရှီအောင်သူတည်တနာတွေ့ရှိချက်အကြောင်းတွေရှိရင် comment မှာရေးသွားခဲ့ပါခင်ဗျာဆိုတော့လက်ရှိပြောမယ့်အကြောင်းကိုစလိုက်ကြအောင်ပါကြည်ရှင်းဝင်ဘရင်ကို BC 259 February 18မှာမွေးဖွားပြီး BC 210စတင်ပါ10အထိရှင်သန်ခဲ့ပါတယ်အသက်38နှစ်မှာကျေပြည်နယ်ရဲ့ဘရင်အဖြစ်ကျင်းလို့ခေါ်ခဲ့တဲ့သူဟာတခြားစစ်မဲ့ဖြစ်နေတဲ့ပြည်နယ်တွေကိုအောင်နိုင်ပြီးတရုတ်ပြည်ကိုပထမဆုံးပေါင်းစည်းခဲ့သူကျင်းမစ်ဇက်ရဲ့စတင်တည်ထောင်သူဧကရစ်ဖြစ်လာပါတယ်သူတို့ထက်မှာ Green Smith ကိုဖျက်သိမ်းခဲ့ပြီးပြည်နယ်တွေကြားမရမနာဖြစ်နေတဲ့စစ်ပွဲတွေရဲ့ရောထွေးမှုကိုရှောင်ရှားဖို့အုပ်ချုပ်ရေးကိုပြည်ပြင်ပြောင်းလဲမှုတွေအကြီးအကျယ်ပြုလုပ်ခဲ့ပါတယ်လမ်းမကြီးတွေကိုကျေပြန့်စွာဖောင်းလုပ်ခဲ့ပြီးချိန်ခွင်တွေအတိုင်းအတာတွေကိုစံချိန်စံညွှန်းသတ်မှတ်ကငွေကြေးစနစ်ကိုလည်းတမျိုးလေးဖြစ်အောင်ပြောင်းလဲခဲ့ပါတယ်။အရေးပါဆုံးကတော့တရုတ်စလုံးပေါင်းတပ်ပုံကိုစံသတ်မှတ်ပေးခဲ့တာဖြစ်ပါတယ်။နိုင်ငံတစ်ခုလုံးအတွက်ပထမဆုံးအကြိမ်တစ်ခုတည်းသောစစ်သည်ကိုလည်းပေးအပ်နိုင်ခဲ့ပါတယ်။ BC 215မှာဧကရစ်ကဗိုလ်ချုပ်မုံချင်းကိုသူ့ကိုတင်ញိုင်းဆောက်လို့ရစတင်ဖို့အမိန့်ပေးခဲ့ပါတယ်။ပရီမီပုံစံဖြတ်ထားတဲ့တောင်ကုန်းအမြင့်86မီတာရှိတဲ့နေရာက project ဟာနှစ်ပေါင်း38နှစ်ကြာတည်ဆောက်ခဲ့ရပါတယ်။ဩဇာကြီးမားတဲ့ဧကရစ်ဖြစ်ဖို့ကရန်သူတွေကိုအနိုင်ယူနိုင်ရမှာဖြစ်ပြီးကြည်ရှင်းဝင်ဘရင်ဟာလွန်စွာဩဇာကြီးမားတဲ့ဧကရစ်ဖြစ်ခဲ့ပါတယ်။တရုတ်ပြည်ရဲ့ပြည်နယ်6ခုကစစ်တပ်တွေကိုအနိုင်ရရုံသာမကပဲတပ်ဖြတ်ခဲ့ပါသေးတယ်။ဒါပေမဲ့ရှေးတရုတ်တွေအတွက်တော့အရှင်သန်နေထိုင်ရာလောကမှာရန်သူကိုအနိုင်ရတာကယာယီအောင်ပွဲသာဖြစ်ပြီးတော့ကြည်ရှင်းဝင်လူမျိုးဟာနတ်လောကမှာသူ့ရန်သူတွေကိုထပ်မံရင်ဆိုင်ရနိုင်ခြေရှိတယ်လို့ယုံကြည်ကြပါတယ်။သူနိုင်ရခဲ့တဲ့ပြည်နယ်တွေကစစ်တပ်တွေဟာနောက်ဘဝဖြစ်တဲ့နတ်လောကအထိလိုက်လာမှာကိုကြောက်ရွံ့နေစိတ်ကြောင့်ပဲရှုံစည်းစစ်တပ်ကြီးကိုတိစောက်ဖို့ပြုလုပ်ခဲ့တာဖြစ်ပါတယ်။တကယ်တော့ရှုံစည်းစစ်တပ်ကအရှိဘက်ကိုမျက်နှာမူနေရတဲ့အကြောင်းရင်းတစ်ခုကမြေရောက်ကိုတင်ញိုင်းကိုတိုက်ခိုက်ဖို့ရန်သူစစ်တပ်တွေလာနိုင်ခြင်းရှိတဲ့ဘက်ကိုဥတီထားတာဖြစ်တာပါ။ဧကရစ်ကရှုံစည်းစစ်တပ်ဆောက်လုပ်ဖို့ကို BC 246မှာကျင်းပနေတဲ့ထီးတန်းကိုရယူပြီးတာနဲ့ချက်ချင်းနှီးပါအမိန့်ပေးခဲ့တာပါ။ BC 145ကနေ90အထိရှင်သန်ခဲ့တဲ့တရုတ်သမိုင်းပညာရှင်စီမာချင်းရေးသားခဲ့တဲ့ရှေးစာရွက်စာတမ်းတစ်ခုအရကျုံလို့သား9သိန်းကျော်ဟာစစ်သားရုပ်တွေနဲ့ကိုတင်ញိုင်းပြီးစီးဖို့နင်းညမပြတ်နှစ်ပေါင်း40ကျော်လှုပ်ဆောင်ခဲ့ကြရတယ်လို့ဆိုပါတယ်။ဒါပေမဲ့ခေတ်သစ်သမိုင်းပညာရှင်အချို့ကတော့ဒီကိန်းဂဏန်းတွေကိုမဖြစ်နိုင်ဘူးလို့မှတ်ယူကြပါတယ်။ထိုအချိန်ကကမ္ဘာပေါ်မှာလူဦးရေ9သိန်းရှိတဲ့မြို့တစ်မြို့မှမရှိခဲ့တာကြောင့်လို့ဆိုပါတယ်။ခန့်မှန်းချက်ရလူဦးရေ1000ခွဲလောက်နဲ့ဆိုရင်နှစ်အနည်းငယ်တွင်လွယ်ကူကူတိစောက်နိုင်မဲ့အဆောက်အအုံဖြစ်တာကြောင့်လို့လည်းဆိုပါတယ်။လူသားရည်အတွက်ဘယ်လောက်ပဲရှိရှိသူတို့တွေဟာရှိုးစည်းရုပ်တွေအတွက်ခြေတော့လက်ကိုယ်တွေနဲ့ခေါင်းတွေကိုပုံသွင်းပြီးမှပြန်လဲစူးစီးဆက်ဆက်ခဲ့ကြတာပါ။ခေတ်သစ် electronic microscope တွေနဲ့စမ်းသပ်တဲ့အခါမှာတတိယစောဆုံးလို့ယူဆရတဲ့ချုံမှုနဲ့တေပုံမှုကိုဖော်ပြနေပါတယ်။ပြောဖို့တော့မလိုပါဘူးဒီလိုလှုပ်ဆောင်ရတာအတော်ကြာပါတယ်။ကြည်ရှင်းဝင်ဘရင်ရဲ့တေဆုံးပြီး၄နှစ်ကြာ BC 206မှာမှတိဆောက်ရေးလုပ်ငန်းပြီးဆုံးခဲ့တာပါ။တိဆောက်ရေးကာလအတွင်းလုပ်သားတွေလက်မှုပညာတွေအများပြားလဲတေဆုံးခဲ့ကြပါတယ်။အချို့ကိုဂူသင်းချမ်းရဲ့ဒီနေရာနဲ့ရတနာတွေကိုလျှို့ဝှက်ထားဖို့ကွက်မြက်ခံခဲ့ရတာဖြစ်နိုင်တယ်လို့ဆိုပါတယ်။ရှုံစည်းစစ်တပ်ရဲ့အန်ဩစရာအချက်တစ်ခုကအလုပ်သားတွေဟာစစ်သားတွေအတွက်ပုံစံခွဲ10မျိုးလောက်ပဲသုံးနေပေမဲ့ရုပ်တု8000ရဲ့တစ်ခုချင်းစီဟာသူနီးသူဟန်နဲ့ကွဲပြားပြီးထူးခြားနေတာပါ။စစ်သားတိုင်းမှာရှုံးနဲ့ပြုလုပ်ထားတဲ့သူမျက်နှာနဲ့သူမူရနဲ့သူမတူပဲရှိနေတာပါအနိကကြည့်ရှုဘူးသူတွေကတုံးနဲ့တူခွဲခြားဖို့လက်မှုပညာအသည်တွေထည့်သွင်းပေးခဲ့တဲ့အသေးစိတ်ကွာခြားချက်တွေအားလုံးကိုသတိပြုမိနိုင်တယ်လို့ပြောကြပါတယ်ယာရုစင်တန်တွေပြောရရင်ခြေလင်တက်လေးသမားဗိုလ်ချုပ်တွေမြင်းတက်စသဖြင့်ခွဲခြားထားတဲ့အပြင်စစ်သားတူးချင်းစီမှာထူးခြားတဲ့မျက်နှာမူရအဝတ်စားနဲ့သပင်ပုံစံတွေရှိကြပါတယ်အရက်မြင့်လည်းကွဲပြားကြပြီးအရက်ရှိဆုံးရုပ်ထုတွေကတော့ဗိုလ်ချုပ်တွေကိုကိုစားပြုပါတယ်ရုပ်ထုအများစုက9ပေ17လက်မမြင့်ပေမဲ့အချို့ကတော့6ပေ9လက်မအထိရှိပါတယ်။ရှိုစည်းစစ်တပ်ရဲ့အန်ဩစရာအချက်တစ်ခုအနေနဲ့အနည်းဆုံးရှေးခေတ်တရုတ်သမိုင်းပညာရှင်တွေတို့ကတော့စစ်တပ်တွေကမြင်းတွေဟာကုန်းနီးတက်ဆင်ထားတဲ့ပုံဖော်ထားတာပါပဲ။ဒါပထမဆုံးရှာဖွေတွေ့ရှိချိန်မှာအံအားသင်းစရာဖြစ်ခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့ကုန်းနီးကိုကျင်မင်းဆက်ခေတ်မှာတီထွင်ခဲ့တဲ့ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပြီးမူရယူဆထားတာထက်တိတိတတ်တာစောနေလို့ဖြစ်ပါတယ်။ရှေးခေတ်စစ်တပ်တွေမှာမြင်းတပ်နဲ့အစေထားတွေဟာအလွန်အရေးပါပြီးရှိုစည်းမြင်းတွေဟာအရွယ်အစအတိအကျမှန်ကန်ကအစားကောင်းကောင်းစားထားနေရွက်ထောင်ပြီးမျိုးလုံးချေကပါဇက်ဟနေတဲ့ပုံစံမျိုးပုံဖော်ထားတာပါအချို့ကတော့ဒီမြင်းတွေဟာယနေ့ခေတ်ကန်ဆူးပြည်နယ်မှာနေထိုင်တဲ့ဟိုချူမြင်းတွေနဲ့တူတယ်လို့ယုံကြည်ကြပြီးတချို့ကတော့ရှင်ကျန်းပြည်နယ်ကဝှစ်တီယန်မြင်းတွေလို့ဆိုကြပါတယ်ဘယ်လိုပဲဖြစ်ဖြစ်ဒီမြင်းတွေဟာတောင်ကုန်းတက်ရမှာကျွမ်းကျင်ပြီးအပြေးမြန့်ကအလွန်အင်အားကောင်းကြပါတယ်
စစ်သား8000အပြင်သူတည်သူတွေဟာစစ်ရထား130စီးမြင်း920ကဆွဲထားတာပါမြင်းတက်မြင်း150ကိုပါတွေ့ရှိခဲ့ပါတယ်ဒါတွေကိုအေဂရစ်ကူတင်ချိုင်းအနီးကကျင်းတွေထဲမှာမြုပ်နှံထားခဲ့ပါတယ်ဒါပေမဲ့အန်ဩစရာကဒီကျင်းတွေထဲမှာစစ်မဟုတ်တဲ့ရုပ်ထုတွေလည်းပါဝင်နေပါတယ်အေဂရစ်ဟာနလောကမှာပါရန်သူစစ်တပ်တွေကိုကြောက်တော့ပဲသူပြင်းနေမှာကိုလည်းကြောက်ရွံ့တဲ့ပုံပေါ်ပါတယ်ဘာကြောင့်လဲဆိုတော့သူ့ကိုလေးချင်းကပြပေးတဲ့သူတွေအားစားသမားတွေဂီတပညာရှင်တွေလိုဖျော်ဖြေသမားရုပ်ထုတွေနဲ့အတူမြုပ်နှံဖို့ရွေးချယ်ခဲ့လို့ပါကျင်းဝဘဲတွေရေကျက်ငှက်တွေကရိန်းငှက်တွေလိုမျိုးလူသားရုပ်ထုတွေကြားတွေကတရိษံတွေကိုလည်းတွေ့ရှိခဲ့ရပါတယ်ဒါကိုတိတိအများစုကအေဂရိဟာနလောကမှာလည်းအလားတူတရိษံတွေနဲ့ဝင်ရနေနေလို့အတိတ်ပဲကောက်ကြပါတယ်ဘယ်သူမှမသိလိုက်တာကြောင့်ရှုံးစည်းစစ်တပ်ဟာနှစ်ပေါင်း2200ကျော်ကြာမြေကြီးအောက်မှာထိတွေ့ခံခြင်းမရှိဘဲကြံရည်ခဲ့ပါတယ်တကယ်တော့ဒီဒေသမှာရှုံးစည်းရုပ်အပိုင်းအစတွေနဲ့အမိုးကုန်းအပြားတွေတစ်ခါတည်းတွေ့ရှိရတယ်ဆိုတဲ့အစီအကံစာတွေရှိပေမဲ့1984ခုနှစ်မတိုင်ခင်ထိဘယ်သူမှအမှန်တကယ်မသိခဲ့ကြပါဘူးဒါပေမဲ့1984ခုနှစ်မတ်လမှာလေသမားအုပ်စုတစုကကျင်ဝါနီလီတောင်ကုန်းရှိအေဂရစ်ကိုတင်ချိုင်ကုန်းရဲ့အရှိဘက်တမိုင်အကွာမှာရေတွင်း200ကနေမတော်ဆတွေ့ရှိခဲ့ကြတာပါတဘာဝလျောက်ပဲဒီအစိုးရကဒီနေရာကိုစုံစမ်းစစ်ဆေးခဲ့ပြီးချက်ချင်းစုသလိုနိုင်ငံရဲ့အကြီးကျယ်ဆုံးသောရှီအောင်သူတည်တနာတွေ့ရှိချက်တစ်ခုဖြစ်လာခဲ့ပါတယ်။ကျင်းတွေကိုတူဖို့နေစဉ်သူတည်သူတွေဟာစစ်ပစိန်ဒူလီမြားချွန်နဲ့လှန်နံတွေအပါအဝင်ကြေးဝလက်နက်4000လောက်ကိုတွေ့ရှိခဲ့ကြပါတယ်။အန်ဝဇီယာကလက်နက်တွေဟာနှစ်ပေါင်း2000ကျော်ကြာမြေကြီးအောက်မှာနစ်နေခဲ့ရပေမဲ့အကောင့်တိုင်းထွက်လာပြီးမှုတက်ချင်းမရှိပါဘူး။အကြောင်းကတော့သူတို့တွေကိုခရိုမီယမ်အလွှာပါနဲ့ကာကွယ်ထားလို့ပါဒီနည်းပညာကို1938ခုနှစ်မှာဂျာမန်တွေကစတင်တီထွင်ခဲ့တယ်လို့တခါကယုံကြည်ခဲ့ကြပေမဲ့ရှုံးစည်းစစ်တပ်နဲ့လက်နက်တွေရဲ့တွေ့ရှိမှုဟာရှစ်ခေတ်တရုတ်တထုဗေဒဟာသူခေတ်တဲ့ရှေ့များစွာရောက်နေတယ်ဆိုတာကိုသိသိပြခဲ့ပါတယ်ခေတ်သစ်ကာလမှာခီးသွားတွေဟာရှုံးစည်းစစ်တပ်ကိုကြီးစုနိုင်ပေမဲ့အစိမ်းမကောင်းစရာကမူလပုံစံအတိုင်းမင်းနိုင်မှာမဟုတ်တော့ပါဘူးပုံသိမ်းပြီးတဲ့နောက်ရုပ်ထုတွေကိုပစ္စည်းမျိုးကရရှိရဲ့စီးအောင်တွေနဲ့စိတ်လှုပ်ရှားပွဲကောင်းတဲ့အယောင်တင်စိတ်တွေတုပ်လိမ်ခဲ့ကြလို့ဖြစ်ပါတယ်အယောင်များကိုမိပြင်းတိုက်ထားသောအယိုးများမှအဖြူရောင်လန်အောက်ဆိုင်မှအနီရောင်အဇူရိုက်မှအပြာရောင်မာလာဂိုက်မှအစိမ်းရောင်နဲ့မီတေးမှအနှိမ့်ရောင်တို့ကိုအသုံးပြုခဲ့တာပါဒါပေမဲ့ရာစုနှစ်များစွာမြေကြီးအောက်မြုပ်နေတာကြောင့်ရုပ်ထုအများစုရဲ့အယောင်တွေကပြက်ပြဲနေခဲ့ပါတယ်။သူတို့ဒီနေရာကိုတူးဖော်တဲ့အခါမြေကြီးပေါ်က6သွင်းလေးရဲ့တက်ရောက်မှုကြောင့်လည်းရုပ်ထုတွေပေါ်ကဆေးတွေကိုပျက်စီးစေခဲ့ပါတယ်။ဆင်းရအောက်ကအချောက်ခံဆေးအားလေလူနဲ့ထိတွေ့လိုက်ချိန်မှာကွေးကောက်ဖောင်းကျလာပြီးအလွှာတွေကိုမိနစ်အနည်းငယ်တွင်ကွာကျစေပါတယ်။ကံကောင်းထောက်မဆိုပဲဒီမူလတူးဖော်မှုတွေကလေးကသိပ္ပံပညာရှင်တွေက PEG လို့ခေါ်တဲ့ Chloride Chloride Chrome နဲ့အတူအရည်တစ်မျိုးကိုတီထွင်ခဲ့ကြပါတယ်။ဒီဓာတ်ပစ္စည်းဟာဒီလိုလေထိကိတ်မှုမျိုးကနေကာကွယ်ပေးပြီးတော့ယခုကရုပ်ထုတစ်ခုခုမြည်ပြီးမှရောက်လာတာနဲ့ချက်ချင်းဖြန့်ပတ်ပေးပါတယ်။ဒီနေ့ခေတ်မှာဗီဒါဟာကဘာပေါ်ကအစိမ်ပြင်းဆုံးဓာတ်ပစ္စည်းတွေကတခုဆိုတာသိကြမှာပါ။ဒါပေမဲ့ရှစ်ခေတ်တရုတ်တွေကတော့ဗီဒါကိုတက်ရှိစေအဖြစ်သတ်မှတ်ခဲ့ကြပါတယ်။တကယ်တော့ချီရှင်းဝင်ဘရင်ဟာထာဝရအသက်ရှင်မှုရှာဖွေရင်းနဲ့ဗီဒါဆေးရောက်တွေကိုပုံမှန်တောက်သုံးခဲ့ပါတယ်။ဒီချက်ကသူ့ကိုထာဝရအသက်ရှင်အောင်ကူညီမပေးနိုင်ခဲ့တယ်လို့အသက်50မှာသူတည်ဆုံးရတဲ့အကြောင်းရင်းတွေကတခုဖြစ်နိုင်ရရှိတယ်လို့ယူဆရပါတယ်။အေဂရီရဲ့ဗီဒါပေါ်ယုံကြည်မှုဟာသူ့ရဲ့မတူးဖော်ရသေးတဲ့ဂူတင်ချိုင်းကိုဗီဒါမြစ်တွေကဝန်းရံထားတယ်လို့လည်းဆိုလိုနိုင်ပါတယ်။ဒီလိုသမိုင်းပညာရှင်စီမံချင်းကဂူတင်ချိုင်းထဲမှာမြစ်တရားကိုဖန်တီးပြီးဗီဒါနဲ့ဖြည့်ထားတယ်လို့တောင်ပြောဆိုခဲ့ပါတယ်။သူ့ရဲ့ဖော်ပြချက်မှာရှော့ဆေးစတားတွေအကြောင်းမှတ်တမ်းတင်ထားခြင်းမရှိပေမဲ့ဒီချက်နဲ့ပတ်သက်ပြီးသူ့ကိုယုံကြည်ဖို့အကြောင်းပြချက်ကောင်းတွေရှိပါတယ်။ဂူတင်ချိုင်းအိန္ဒိယမြစ်စီလောရဲ့တကယ်ကန်စက်တမ်းမှုတွေမှာဗီဒါပေါ်ဝင်မှုအစစ်အလွန်မြင့်မားနေတာကိုတွေ့ရှိခဲ့ရလို့ပါ။ရှော့ဆေးစတက်ကိုနှစ်ပေါင်း40ကျော်ကြာတွေ့ရှိခဲ့ပေမဲ့အေဂရစ်ဂူတင်ချိုင်းရဲ့100%လောက်ပဲအခုထိတူးဖော်နိုင်ခဲ့သေးပါတယ်။အစောပိုင်းမှာသူတည်သူတွေကဂူတင်ချိုင်းကိုတူးဖော်ရင်အေဂရစ်ရဲ့အလောင်းနဲ့ဂူတင်ချိုင်းတွေကရှီအောင်ပစ္စည်းတွေပျက်စီးသွားမှကိုစိုးရိမ်ခဲ့ကြပါတယ်။ဒါပေမဲ့ယနေ့ခေတ်မှာအဓိကစိုးရိမ်စရာကဘေကင်းရေးပါ။တရားနှစ်တွေရှိရဲဆိုတဲ့ကောလာလာတွေကြောင့်သူတည်သူတွေကဂူတင်ချိုင်းကိုတူးဖော်နိုင်နေဆိုရင်တော့အန်ဒီရဲ့ကိကိနဲ့တူးဖော်နိုင်မဲ့နီလန်ကိုရှာဖွေနေရစေဖြစ်ပါတယ်။ချီရှင်းဝင်ဘရင်ရဲ့အရှိုဆေးတပ်ဖွဲ့တွေစစ်ထားတွေနဲ့အေဂရစ်ရဲ့ဂူတင်ချိုင်းကိုယ်တိုင်ဟာစရီယန်မိုက်20ကျော်ကျယ်ဝန်းတဲ့နေရာတစ်ခုလုံးမှာပြန့်ကျဲနေပါတယ်။ကျင်းတစ်ခုဟာလင်းဂိုးတောင်တစ်ခုစာလောက်အရွယ်စားရှိပြီးစစ်သားတွေကိုထည့်သွင်းထားပါတယ်။ဒုတိယကျင်းမှာမြင်းတပ်နဲ့ချီလီတပ်ကိုထားရှိပြီးတတိယကျင်းမှာတော့အရာရှိကြီးတွေနဲ့စစ်တပ်ချုပ်တွေကိုကိုစားပြုတဲ့အစစ်ထားတွေရှိပါတယ်။ဒါတွေအားလုံးကြောင့်တင်မတုံလို့သိရင်မူလတွေကဒီချက်ပို့ပြီးတော့ရှိရမယ်ဆိုတာကိုသိရပါ။အေဂရစ်တီစတိုးပြီးတော့မှပြီးစီးအောင်မလုပ်နိုင်ခဲ့တဲ့စောတော်မြောက်ကျင်းအလွတ်တစ်ခုတွေ့ရှိခဲ့တဲ့ကြောင့်ဂူတင်ချိုင်းဟာအပိသက်မပြီးစီးဘူးလို့ယူဆရပါတယ်။2009ခုနှစ်ကနေ2019ခုနှစ်အတွင်းတရုတ်ရှီအောင်သူတည်တည်ရှမ်းမွန်ရှန်ကအေဂရီရဲ့ဂူတင်ချိုင်းကိုအသစ်တူးဖော်မှုတစ်ခုဦးဆောင်ခဲ့ပြီးတော့2020ခုနှစ်ဇန်နဝါရီလမှာတော့တရုတ်သတင်းဌာနကရှမ်းရဲ့အဖွဲ့ဟာရှိုးစည်းစစ်သား200ထပ်မံတွေ့ရှိခဲ့တယ်လို့ကြေညာခဲ့ပါတယ်။ရှမ်းရဲ့ပြောကြားချက်အရအသစ်တွေ့ရှိခဲ့တဲ့ရုပ်ထုအများစုဟာဒုရှိလက်နက်တွေကိုကင်ထားကြကညာဘက်လက်ကိုကွေးပြီးသူတို့ရဲ့လက်သီးစုပ်ကိုခက်ရှော့ရှော့ဆုပ်တာလူလေးတွေကိုတဲဆောက်ပြီးညာဘက်လက်ကိုတဘာဝအတိုင်းချိဆွဲထားတာတွေ့ရပါတယ်။ဒါကစစ်သားတူးချင်းစီရဲ့စစ်တပ်တွေလုပ်ငန်းတာဝန်ကိုညွှန်ပြနေပါတယ်။အသစ်တူးဖော်နေတဲ့နေရာဟာအလျား950ပေအနက်200ပေနဲ့အနက်16ပေရှိပြီးတော့စုစုပေါင်းရှိုးစည်းစစ်သားနဲ့မြင်း6000ကျော်ရှိပါတယ်။အသစ်တွေ့ရှိခဲ့တဲ့စစ်သားတူးချင်းစီရဲ့ထွန်းထွန်းထားတဲ့တန်ခမောက်တွေဟာသူတို့ရဲ့ယာရုကိုဖော်ပြနေပါတယ်။
သူတည်သူရဲ့အဆိုအရအသစ်တူပေါ်မူဟာအချင်းမင်းဆက်ခေရဲ့စစ်မှုထမ်းဆောင်ရေးစနစ်နဲ့စည်ရေးပစ္စည်းကိရိယာတွေပေါ်သူတို့ရဲ့လေးလာမှုကိုအများကြီးချက်ထွင်ပေးနိုင်ခဲ့ပါတယ်။ဒါ့အပြင်ထိုကိကာလာရဲ့ရုပ်ထုတွေရဲ့အမှုပညာဟန်ပန်ထူးခြားချက်တွေနဲ့ထုတ်လုပ်မှုနည်းပညာတွေကိုသူတည်တနာပြုဖို့စိတ်ကူးသစ်တွေလည်းပြည့်ရနိုင်ခဲ့တယ်လို့ဆိုပါတယ်။ဟုတ်ကဲ့ပါဒီနေ့တော့ဒီဗီဒီယိုလေးကိုတောက်ပါပဲဒီဗီဒီယိုနဲ့ပတ်သက်ပြီးတိတ်တိတ်နဲ့ဘယ်လိုထင်ပါသလဲကွန်မန့်မှာရေးသွားနိုင်ပါတယ်။လောကောက်ကိုရောတေဘေရတစ်ခုရဲ့ကိုယူဆောင်သွားခြင်းပါသလဲ။အောက်ကကွန်မန့်မှာသိပြရစေခင်ဗျ။အစိုးရညစင်ဗီဒီယိုတွေအားလုံးကိုကျေးဇူးတင်ပါတယ်။နောက်ထပ်ဗီဒီယိုသစ်တစ်ပုံမှာပြန်လည်တွေ့ဆုံပါမယ်ခင်ဗျ။